ဓာတ်ပုံကောင်းကောင်းရိုက်ပေးတဲ့သူရှိမှာသွားတဲ့ငွေဆောင်ကကော်ဖီဆိုင်လေးငွေဆောင်ရောက်တိုင်းကျွန်းနေပဲလည်နေရတာရိုးလာရင်နေ့လည်နေကော်ဖီတောက်ရင်ဓာတ်ပုံတွေအများကြီးရိုက်လို့ရမယ်ရွက်ကလပ်ဟိုတယ်ရှိကဂျပန်ကော်ဖီဆိုင်လှလာလေးကိုခေါ်သွားပေးမယ်နော်ဒီဆိုင်လေးမှာဆိုရင်ဓာတ်ပုံရိုက်စရာနေရာလှလှလေးတွေအများကြီးရှိပြီးတော့ပုံရိုက်ရကြိုက်တဲ့ကောင်မလေးတွေဆိုရင်ဝတ်လာတဲ့ outfit အရောင်နဲ့လိုက်မဲ့ဒီအိမ်ပုံစံလေးမှာပေါ့နော်ဓာတ်ပုံလေးရိုက်လို့ရပါတယ်ရွာတဲ့ဘက်ကလာတဲ့သူတွေဆိုရင်တော့ဒီဆိုင်ကဟိုတယ်ဆောင်ရဲ့အစွန်ဘက်မှာရှိလို့နည်းနည်းတော့ဝေးပါတယ်ဒီနေရာလေးဆိုရင်လေဂျပန်စတိုင်အလိုကားမှတ်တိုင်ပုံစံလေးတွေအလိုဆိုင်သေးသေးလေးပုံစံလေးပေါ့နော်အဲ့လိုလေးဆိုအရန်လှတဲ့အတွက်ဓာတ်ပုံတခြားရိုက်ပေးတတ်တဲ့သူရှိရင်တော်တော်လေးမိုက်တဲ့ပုံလေးတွေကိုရမှာပါလူတွေကလေအရန်များတော့တနေရာမှာရိုက်ချင်နည်းနည်းတော့အလှည့်ကျဆောင်းရပါတယ်ညရတော့မဆောင်းနိုင်လို့ပုံလေးမြဲခဲ့ပါဘူးရှင်ထပ်ပြောမယ်နော်ပုံရိုက်တဲ့တငယ်ချင်းတို့မဟုတ်ချစ်သူရှိမှသွားပါမဟုတ်ရင်နေရာဘယ်လောက်လှလှတဲ့ပုံတွေကလှမှာမဟုတ်ပါဘူးအားလုံးပဲတတာနောက်ဘလော့လေးမှာပြန်ဆုံတွေ့ပါမယ်